ထောင်မှပြန်လွတ်လာတဲ့ထောင်ဝင်းရှိမှစိန်ခံကားဆယ်ကျော်ရက်ထားတယ်ညီကိုရာနဲ့ချီကကျွန်တော်ကိုမြင်တာနဲ့ဒူးထောက်ကြတယ်သူတို့ရှေ့ဆုံးက Rose Strike ကတကားဖွင့်ပေးကြတယ်ကျွန်တော်ကိုပြန်လာပြီးခေါင်းဆောင်မှုတောင်းဆိုကြတယ်ကျွန်တော်လှည့်ထွက်လာခဲ့တယ်ဒီကနေ့ပြီးမြစ်ကိုဖြတ်တော့ငကားဟူ၍မရှိတော့ဟုစကားတခွန်းချန်ခဲ့တယ်လွန်ခဲ့သော15နှစ်ကကျွန်တော်မြစ်ကမ်းသားမှာတယောက်တည်းဓာတ်တလက်နဲ့လူတစ်ထောင်ကိုတယောက်တည်းတိုက်ခဲ့တယ်မြစ်တစ်ဝက်ကိုတွေးမိရဲအောင်ပြုခဲ့တယ်လောကကြီးကကျွန်တော်ကိုမြစ်ကိုဖြတ်တော့ငကားဟုကိုးကွယ်ကြပါတယ်ကျွန်တော်ရည်စားပိုက်ကြီးနဲ့ထောင်ထဲလာကြည့်တဲ့အထိပါပဲသူမကမင်းအဖေဖြစ်တော့မယ်လို့ပြောတယ်လူတက်ဖူးတဲ့အတွက်ဘယ်နေရာမှအလုံးမပေါ်ချင်ကြဘူး15နှစ်မမြင်ရတဲ့သမီးနဲ့ဆက်ဆံရေးကောင်းအောင်လဲလုပ်ချင်တယ်မိမဖြစ်သူကကြောင်းသမင်းဆိုင်ကမကောင်းဘူးလို့ညှင်းညူလာလဲကြားရတယ်ကလေးတွေကိုအသားပုတ်ကျွေးတတ်တယ်အချိန်ချင်းတိုင်ကြလဲအကျိုးမရှိဘူးကျွန်တော်ကြောင်းဝင်းရှိမှသမင်းဘူးရောက်တဲ့ဆိုင်ဖွင့်လိုက်တယ်အကြီးသွေးကောင်းပြီးဈေးလုံးတင်တဲ့အတွက်ကြောင်းစင်းချိန်ရောက်ရင်ကြောင်းသားအများကြီးကျွန်တော်စီသမင်းဘူးဝယ်လာကြတယ်သမီးဖြစ်သူနိုကကျွန်တော်ထင်ထားသလိုနူးညံ့သောမိန်းကလေးမဟုတ်ဘူးသူမအသက်ငယ်သေးတာနဲ့သပင်ဆူးထားတယ်နာကတ်တက်ပြီးခတ်ဆိုးဆိုးအပေါင်းအသင်းတွေနဲ့အတူသွားလာနေတယ်ကျွန်တော်ကိုမြင်တာနဲ့သူမရဲ့တငယ်ချင်းတွေကလောင်ပြောင်ပြောဆိုကြတယ်အဲ့ဒါမင်းရဲ့အချင်းကြခဲ့ဘူးတဲ့အဖေမဟုတ်လားကျွန်တော်ဘာမှမပြောဘူးသူမရဲ့စပင်ဒီတငယ်ချင်းကဦးလေးခမအမိုက်ဝါရကျိုးဖြတ်မိပြီး15နှစ်ကြာခဲ့တာလို့ကြားတယ်လို့ပြောင်းလောင်တယ်မင်းမလို့ဒီလောက်ကန်ဆိုးရတာလေနိုကအရန်ရှက်သွားတယ်သူမကျွန်တော်စီအမြန်လာပြီးတောင်းပန်တန်နဲ့ပြောတယ်ရှင်ဒီမှာရှက်စရာမဖြစ်အောင်လာလုံနေတာလားမင်းကြောင့်ငါတငယ်ချင်းတွေရှိမှမျက်နှာပြက်ရတယ်ကျွန်တော်သူမကိုထမင်းဘူးတစ်ခုပေးရင်ညင်သာစွာပြောတယ်မင်းအမေကကြောင်းကထမင်းဆိုးလို့မင်းကြီးညူနေတယ်လို့ပြောတယ်ဒီမှာမင်းကြိုက်တဲ့ဟင်းတွေပဲသွားတော့နိုကထမင်းဘူးကိုကျွန်တော်ကိုပေါ်ပြစ်ပေါက်လိုက်တယ်သူမတုံရင်နဲ့ကျွန်တော်ပြောတယ်နင်းအရှက်ရစရာထမလုံးနဲ့တော့ရှင်ဒီလိုဖြစ်ဆိုးကြီးနဲ့ထောင်ကြလို့ငငယ်ကလေးကငါ့ကိုအဖေမရှိတဲ့ကလေးဆိုပြီးညှဉ်းပန်းခံရတယ်အခုငါမှတငယ်ချင်းကောင်းတွေရလာပြီရှင်ကငါမျက်နှာကိုထပ်ပြီးအဆက်ခွဲနေတယ်တငယ်ချင်းတယောက်ကရေရင်ဦးလေးခမအယူခံမတော်ဘူးလားငါအကူကလူတယောက်ကိုချီကျိုးအောင်ရိုက်ထားလို့3နှစ်ပဲကြတယ်မင်းကအမိုက်ကူးလို့15နှစ်ဆိုတာရေစရာကြီးလို့ပြောတယ်သူတို့ထပ်ပြီးရေမောကြတယ်ကျွန်တော်ရဲ့တကယ်အဖြစ်ကိုဇနီးဖြစ်သူကကလေးကိုဘယ်တော့မှမပြောဘူးသူမကမြစ်ကိုဖြတ်တော်ငကားရဲ့သမီးဆိုတာဘယ်သူမှမသိစေရဘူးမဟုတ်ရင်ရန်သူအများကြီးလိုက်လာမှစိုးလို့ပဲကျွန်တော်မျက်နှာပေါ်ကထမင်းအကျွင်းကြံတွေကိုတုပ်လိုက်ပြီးညင်သာစွာပြောတယ်ထောင်ကြတာကဂုံယူစရာမဟုတ်ဘူးမင်းတို့စာကောင်းကောင်းတင်ကြတင်တယ်ကျွန်တော်နိုကိုထမင်းဘူးတစ်ခုထပ်ပေးတယ်သူမသွားကြည့်ရင်ရှင်လိုဖေးဆိုးရှိတာအင်မတန်ရှက်စရာကြီးလို့ပြောတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျောင်းထမင်းဆိုင်တထေးကလူအုပ်နဲ့အတူကျွန်တော်စီအလင်းမြန်လာတယ်သူနိုအတွက်ကျွန်တော်ပြင်ဆင်ထားတဲ့ထမင်းမှုကိုကောက်ယူပြီးမြေကြီးပေါ်အပြင်းထန်ပစ်ချတယ်ကျွန်တော်နှာခေါင်းကိုညှုံပြီးអော်တယ်ဒီငါထမင်းဆိုင်နဲ့ပြန်ရောက်မဲ့ပေါ်ဟုတ်လားဒီမှာထမင်းမှုထက်ရောက်ရင်ငါမင်းကိုတတ်မယ်လို့ပြောထားတာမင်းမမိလားကျွန်တော်ကိုင်းညွတ်ပြီးမြေပေါ်ကထမင်းဘူးကိုကောက်ယူရင်းတိုးလေးပြောတယ်တောင်းပန်ပါတယ်ကျွန်တော်သွားပါမယ်ကျောင်းထမင်းဆိုင်တထေးကကျွန်တော်ကိုခြေနဲ့ကန်လိုက်တယ်ဒါဒုတိယအကြိမ်လို့ငါပြောထားတာမင်းကြလားသူ့ကန်ချက်ကြောင့်ကျွန်တော်လှိတ်ကျသွားတယ်စပင်းဒီကောင်မလေးကအဲ့ဒါမြင်ပြီးနိုကိုမင်းအဖေလူရိုက်ခံနေတာကြည့်လို့ပြောတယ်နိုကကျွန်တော်ကိုစိုက်ကြည့်ရင်လက်သီးဆုပ်ထားတယ်သူမှကျွန်တော်ပြန်တိုက်မယ်လို့မျှော်လင့်နေတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှရမ်းမဖြစ်တော့ဘူးကျွန်တော်ရိုးသားစွာအကြောင်းထမင်းဆိုင်တထေးကိုပြောတယ်တထေးကြီးကျွန်တော်တို့2ယောက်စလုံး15ကျက်တူပဲရောင်းတာဈေးမချိုဘူးဒါဆိုရင်ဘယ်လိုပြိုင်တာလဲကလေးတွေကောင်းကောင်းစားစေချင်လို့ပါသူကအေးဆက်ပြုံးပြီးမင်းစကားငါထမင်းဆိုင်ကမကောင်းဘူးလို့ပြောတာလားမင်းဟင်းကဘယ်လောက်ကောင်းလဲငါကြည့်မယ်လို့ပြောတယ်ဒီလူအုပ်စုရဲ့ခေါင်းဆောင်ကလူလုံးကြီးတယောက်အကြောင်းထမင်းဆိုင်တထေးစကားကြတာနဲ့သူကျွန်တော်ဆိုင်ကိုဆွဲကင်ပြီးနှမ်းလိုက်တယ်ဟင်းပွဲအများကြီးမြေပေါ်ပြန့်ကျဲသွားတယ်အကုန်လုံးကျွန်တော်ကိုပေါ်ပတ်ကြံသွားတယ်တထေးကကိုင်းညွတ်ပြီးကျွန်တော်စပင်ကိုဆွဲကင်တာသွားကြည့်ရင်မင်းကမထီမဲ့မြင်လို့တဲ့ကောင်မိဘဒါစင်နဲ့ချီတိုင်ကြပေမဲ့ငါ့ကိုမဖမ်းနိုင်ဘူးမင်းကငါ့ကိုလာဖမ်းမယ်လားငါလူဆိုးအများကြီးနဲ့မိတ်ဆွေဖြစ်တာမင်းတီလားလို့ပြောတယ်ကျွန်တော်ရိုးသားစွာပြောတယ်တထေးကြီးခမမယောင်းစေခြင်းရင်ကျွန်တော်ဝေးသွားရောက်မယ်ကျွန်တော်ရဲ့စုတ်ခွာမှုကနိုကိုစိတ်မချမ်းသာစေခဲ့ဘူးသူမသွားကြည့်ရင်သူရဲဘောကြောင့်လည်းသူ့လိုអော်လိုက်တယ်ရှင်တကယ်သွားမှလားသူမអော်ပြီးတာနဲ့စပင်းဒီတငယ်ချင်းကသူမပါဆက်ကိုအမြန်ဖုံးအုပ်လိုက်တယ်မျောလင့်ထားတဲ့အတိုင်းပဲကျောင်းထမင်းဆိုင်တထေးကလှည့်ကြည့်ပြီးနိုကိုပြင်းပြင်းထန်ထန်စိုက်ကြည့်တယ်သူ့ဘေးကလူဆိုးအုပ်တွေနဲ့ကောင်မလေးတွေကလူအုပ်ထဲကိုကြောက်လန့်ပြီးပုံသွားကြတယ်နိုဘေးမှာမရက်ဝင်ကြဘူးဒီလူဆိုးတွေနဲ့ရုပ်မာသူတွေကတာမန်လူကိုညှင်းဆဲတတ်ပေမဲ့လူမှုအတိုင်းဝိုင်းကလူတွေနဲ့ကြုံရင်သူတို့ကြောက်ရွံ့သွားကြတယ်ကျောင်းထမင်းဆိုင်တထေးကအေးဆက်ပြောတယ်သွားရမှာဒီလောက်လွယ်မလားပထမရော်ကြီးအကြောင်းဆွေးနွေးဆိုမင်းတနေ့ထမင်းဘူး300ရောင်းရတယ်လို့ငါကြားတယ်ဆိုတော့မင်းကြောင့်ငါတနေ့ဖောက်သေး300ဆုံးရှုံးတယ်ငါဈေးနှုန်းတပွဲ15ကျပ်တနေ့4510ရက်ဆိုတော့စုစုပေါင်း45000ချက်ချင်းပေးစမ်းတာကျွန်တော်အံ့အားသင့်သွားတယ်ကျွန်တော်ဒီလောက်များများရောင်းတာမှန်ပေမဲ့ကလေးတွေကောင်းကောင်းစားရဖို့ကျွန်တော်အမျက်နည်းနည်းနဲ့အများရောင်းတာပါကျွန်တော်အမျက်က10%ပဲရှိတယ်ကျွန်တော်တိုးပြောတဲ့တထေးကြီးခမည်းတာနိုင်ကျင်တာမဟုတ်ဘူးလားထမင်းဆိုင်တထေးကအေးဆက်ပြုံးပြီးလူတန်ကြီးစီလက်ကသူငါဆုံးရှုံးခြင်းမဆက်ဘူးဆိုရင်ဘယ်လိုလုပ်မလဲလို့ပြောတယ်လူတန်ကြီးကကိုင်းညွတ်ပြီးမြေပေါ်ကငရုတ်တိချက်သားဟင်းကိုကောက်ယူတယ်သူပါဇက်ကပြောရင်အာတိချက်သားတွေငရုတ်တိထက်များနေတယ်မင်းဒီလိုစီးပွားလုပ်ရင်ကန်ဆိုးမှာဘူးမကြောက်ဘူးလားလို့ပြောတယ်သူငရုတ်တိချက်သားကိုကျွန်တော်မျက်နှာပေါ်တုပ်လိမ့်ပြီးကျွန်တော်ခေါင်းကိုဖိပြီးပုတ်တိုက်တယ်
အနီးနားကအကြောင်းသားတွေကျွန်တော်ရိုက်ခံရတာကိုကြည့်ပြီးတီတိုတွန်းတွန်းနဲ့ဒေါသထွက်ကြတယ်ကိုဟင်းတွေညဉ့်ညမ်းနေတာကိုမသိပဲသူများမယောင်းစေချင်ဘူးဒါပေမဲ့ဒီဆိုင်ရှင်ကတတိရှိလိုက်တာငါဆိုရင်ဒီလိုလုပ်ရင်ငါပြန်တိုက်ပြီးသားဟုတ်တယ်ဒီလူတတိမရှိရင်တော့ညှဉ်းပန်းခံရမှာပဲကျွန်တော်ရုန်းကန်ပြီးထိုင်လိုက်တယ်မျက်နှာပေါ်ကငရုတ်ရည်တွေကိုတုပ်လိုက်တယ်ပထမဆုံးမြင်ရတာနိုနိုရဲ့စိတ်ပြအားငယ်နေတဲ့မျက်နှာပဲသူမတိုးတိုးမေးတယ်အခုသူများရိုက်ရင်မင်းပြန်မတိုက်တော့ဘူးလားကျောင်းထမင်းဆိုင်တထေးကနိုနိုကိုစိတ်မရှိစွာမင်းကလေးဒါမင်းနဲ့ပါဆိုင်လို့လဲမင်းထက်អော်ရင်မင်းကြောက်ထုတ်ခံရမှာမကြောက်ဘူးလားလို့ပြောတယ်လုံးမနေပါနဲ့တထေးကြီးကျွန်တော်အမြန်ပြောပြီးထမင်းဆိုင်သူထေးရဲ့လက်မောင်းကိုစုပ်ကင်ကရိုးသားစွာပြောတယ်ကျွန်တော်သွားမယ်ရော်ကြီးပေးရမှာလားကျွန်တော်အပြည့်မပေးနိုင်ဘူးခမရအမျက်ကိုပြောပါကျွန်တော်အမျက်ကိုပဲရော်ပေးမယ်ကျွန်တော်လက်လျှော့လိုက်တယ်ကျောင်းထမင်းဆိုင်တထေးရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားတယ်မင်းငါကိုမိုက်မဲတဲ့ကောင်လို့ထင်နေတာလားငါအမျက်ကိုမင်းကိုပြောပြရမယ်လားငါစီးပွားဆက်လုပ်ရမှာလေလို့ပြောတယ်ပြောပြီးတာနဲ့သူစိတ်မကြည်သေးဘူးလက်နဲ့ကျွန်တော်မျက်နှာကိုပြင်းပြင်းထန်ထန်နှစ်ချက်ရိုက်တယ်နိုနိုကကျွန်တော်နောက်ထပ်ပါရိုက်ခံရတာမြင်တော့သူမဒေါသထွက်ပြီးမင်းပြန်မတိုက်ဘူးလားဘဲချိန်ထိအဆက်ရစရာတွေဆက်လုပ်မလဲလို့အော်တယ်အဲ့ဒီပစက်ရွဲတဲ့မင်းကလေးကိုဖမ်းခဲ့လို့ကော်မီစာတထေးကပြောတယ်လူတန်ကြီးကနိုနိုစီလှည့်သွားတယ်စပင်းဒီကောင်မလေးကကြောက်လန့်ပြီးအမြန်ထွက်ပြေးသွားတယ်ကျွန်တော်နိုနိုနဲ့မဆိုင်ဘူးလို့ပြောပြီးရှောင်သွားတယ်ကျွန်တော်စိတ်လှုပ်ရှားပြီးနိုနိုစီအမြန်ပြန်ပြေးတယ်ဒါပေမဲ့ကျောင်းထမင်းဆိုင်တထေးကကျွန်တော်ဝတ်ကိုဆွဲကင်ထားလိုက်တယ်ကျွန်တော်ဝတ်ထားတာအင်ဂျီခပ်ပပပဲသူဆွဲပြစ်လိုက်တာနဲ့ကျွန်တော်အင်ဂျီကိုစုပ်ပြဲကုန်သွားတယ်ကျွန်တော်ကိုယ်ပေါ်ကဆေးမင်ကြောင်ကလူအားလုံးရှိမှပေါ်လာတယ်ငကားမင်းကြီးဆေးမင်ကြောင်ကိုမြင်တာနဲ့လူအားလုံးကအော်ဟစ်သွားကြတယ်နိုနိုစီသွားနေတဲ့လူတန်ကြီးလည်းမျက်လုံးပြူသွားပြီးတိုးတိုးလေးပြောတယ်ငကားမင်းကြီးဒါကမြစ်ကိုဖြတ်သောငကားမင်းကြောင်ပဲလေထမင်းဆိုင်သူထေးကမယုံနိုင်စွာလက်ဆန့်ပြီးကျွန်တော်ကိုယ်ပေါ်ကဆေးမင်ကြောင်ကိုပုတ်ကြည့်တယ်ဒါဆေးမင်ကြောင်ကတ်ထားတာလားလို့တီတိုပြောတယ်သူပြင်းပြင်းပုတ်ကြည့်ပေမဲ့မပြတ်ဘူးဒါတကယ်ဆေးမင်ကြောင်မှန်းသိသွားတဲ့အခါသူရေမောသွားတယ်မင်းလန်းပေးထမင်းဘူးရောက်တဲ့ကောင်ကမြစ်ကိုဖြတ်သောငကားရဲ့မင်ကြောင်ကိုထိုးထားတာလားလူတန်ကြီးကစိုးရင်စွာပြောတယ်ဒီကောင်ကိုယ်တိုင်မြစ်ကိုဖြတ်သောငကားဖြစ်နေမှဆိုတယ်သူမကြသေးခင်ကထောင်ကပြန်လွတ်လာတယ်လို့ကြားတယ်ထမင်းဆိုင်တထေးကမျက်လုံးလိမ့်ပြီးကျွမ်းနာကုမ္ပဏီချုပ်ကဥက္ကဋ္ဌနေရာကအမြဲတမ်းမြစ်ကိုဖြတ်သောငကားအတွက်လက်လက်နေတာသူဥက္ကဋ္ဌမလုပ်ပဲဒီမှာထမင်းဘူးလာရောက်မယ်လို့မင်းထင်လားလို့ပြောတယ်သူစကားတဝက်ပြောရင်းရုတ်တရက်ကျွန်တော်ဘိုက်ကိုလက်သီးနဲ့ထိုးလိုက်တယ်ကျွန်တော်ဘိုက်ကိုကင်ထားရတယ်သူကပြောင်းလောင်ရင်းမင်းတကယ်ရဲရဲကြီးပဲရှေးတုန်းကမြစ်ကိုဖြတ်သောငကားကလူတစ်ထောင်ကိုဓာတ်တလက်နဲ့တယောက်ထဲတိုက်ခဲ့တာမင်းကတော့တေချင်နေတဲ့အလေးလွင့်တယောက်ပဲလို့ပြောတယ်သူဖုန်းထုတ်ပြီးကျွန်တော်ကိုတပ်ပုံရိုက်တယ်မင်းတီပြီးပဲမင်းတပ်ပုံကိုကျွမ်းနာကငါတငယ်ချင်းတွေစီပို့လိုက်ပြီးသူတို့ချက်ချင်းလာလိမ့်မယ်ဒါဆိုရင်မင်းတီပြီးပဲနိုနိုရဲ့မျက်နှာကမိသွေးခဲလိုမဲမောင်သွားတယ်သူမကျွန်တော်ကိုစူးစိုက်ကြည့်ရင်မင်းပါစေးမင်ကြောင်ထိုးထားတာလဲကျွန်တော်သူမကိုပြုံးပြပြီးမင်းအရင်အိမ်ပြန်လို့ပြောတယ်ရုတ်တရက်နိုနိုငိုတဲ့သူမအုံငိုရင်းမင်းအမိုက်တန်ချောင်းခိုးတဲ့သူကမင်းကိုပေါ်ငကားမင်းကြီးဘာလို့ထိုးထားတာလဲမင်းမသိဘူးလားဒီနှစ်တွေအတွင်းမြစ်ကိုဖြတ်သောငကားအယောင်ဆောင်ပြီးလိမ့်လေတဲ့လူတွေအများကြီးယွန်းတာကသူတို့လာရင်အကုန်ဖြက်စီးပစ်လိမ့်မယ်ရှင်အမြန်ပြေးလိုက်တော့ကျွန်တော်နိုနိုကိုတိတ်တိတ်ကြည့်နေတယ်သူမကျွန်တော်ကိုစိုးရိမ်နေတာလားသူမကျွန်တော်ကိုအဆက်မရှိတဲ့အဖေလိုယုံမုန်းပေမဲ့ကျွန်တော်အနေနဲ့ဖြစ်မှာကိုလည်းသူမမလိုချင်ဘူးသူမကျွန်တော်ကိုစိုးရိမ်တာမြင်တော့ကျွန်တော်ရင်ထဲကဒီအဖြစ်တန်တရားကပိုပြီးပြင်းထန်လာတယ်မပြေးနဲ့ငါမင်းကိုတင်ငန်းစာပေးချင်တာပဲမင်းကိုယ်တိုင်သိချင်နေတာလေရုတ်တရက်သူဖုန်းမိလာတယ်သူဖုန်းကောက်ကင်ပြီးအတန်းချစ်ချစ်ပြောတယ်ဝိတ်အကူဟာရုတ်တရက်သူမျက်လုံးပြူသွားပြီးကျွန်တော်ကိုစူးစိုက်ကြည့်နေတယ်ဖုန်းချလိုက်ပြီးတရွေးတစ်ချက်မျိုးချလိုက်တယ်တူတူပြောတယ်ယွန်းနာပုတ်ဖွဲ့လာလိမ့်မယ်လူတန်ကြီးကမယုံနိုင်စွာမင်းသူတို့ကိုတီလာလို့မေးတယ်ထမင်းဆိုင်တထေးကအဲ့ဒီလိုအစင်းမြင့်လူကြီးတွေကိုငါလို့တိမလဲဒါပေမဲ့သူတို့ကဖုံးဆက်ပြီးချက်ချင်းရောက်မယ်လို့ပြောတယ်လူတန်ကြီးကချီကျူးရင်းနဲ့တစ္ဆာရှိလိုက်တာသူတို့အကိုကြီးအယောင်ဆောင်တာတော့သူတို့အကုန်လုံးထွက်လာတယ်လို့ပြောတယ်ထမင်းဆိုင်တထေးကအေးဆက်ဆက်ပြောတယ်ငါထင်တာမြစ်ကိုဖြတ်သောနဂါရဲကုံတိတ်ခါကခွေးကြောင်တွေရဲ့စိန်ခေါ်မှုကိုတီးမခံနိုင်လို့ပဲမင်းအတေးဆိုတဲ့စာလုံးကိုဘလို့ရေးတယ်ဆိုတာမကြခင်သိရလိမ့်မယ်နိုနိုကစိတ်ပြအားငယ်ပြီးပြိုလဲသွားတယ်သူမထမင်းဆိုင်တထေးရဲ့ချင်းချောက်မှုကိုဂယုမဆိုင်ပဲကျွန်တော်စီပြေးလာပြီးကျွန်တော်ကိုပြင်းပြင်းထန်ထန်တွန်းလိုက်တယ်သူမငိုရင်းအမြန်ထွက်သွားမင်းအမေကို15နှစ်ဆောက်ခိုင်းပြီးသူမကိုမိုးဆိုးမဖြစ်စေချင်ဘူးသွားတော့ကျွန်တော်ပြိုလဲနေတဲ့နိုနိုကိုကြည့်ရင်ရင်ထဲမှာနောက်ထပ်အဖြစ်တန်တရားတွေဖြစ်လာတယ်ငါကြောင့်ပဲသူတို့မိခင်နဲ့သမီးကို15နှစ်ကြာဆင်းရဲဒုက္ခပေးခဲ့တာနိုနိုကငိုရင်းထမင်းဆိုင်တထေးကိုပြောတယ်လူတွေမခေါ်ပါနဲ့သူတန်ချောင်းခိုးတဲ့ကောင်ပါသူမြစ်ကိုဖြတ်တော့ငကားအကြောင်းမသိဘူးသူ15နှစ်ကဝါယာကျိုးဖြတ်မိလို့ထောင်ကြတာသူထောင်ကြတော့ကအဲ့ဒီလူကြီးအကြောင်းမကြားဘူးသေးဘူးသူတမင်တကအတူခိုးတာမဟုတ်ပါဘူးတိုက်ဆိုင်မှုပဲထမင်းဆိုင်တထေးကခဏရက်သွားပြီးနောက်တစ်ခါအော်ရလိုက်တယ်တေချင်လိုက်တာတန်ချလောင်းခိုးလို့ထောင်ကြတာပေါ့ဒီထက်ပိုပြီးအဆက်ကွဲစရာရှိသေးလားနိုနိုရဲ့မျက်နှာကဒေါသနဲ့ပြည့်နေပေမဲ့သူမကျွန်တော်လက်ကိုဆုပ်ကင်ပြီးကျွန်တော်ကိုအပြင်ကိုခေါ်ထုတ်သွားတယ်တထေးကလူတွေနဲ့အတူကျွန်တော်တို့ရဲ့လမ်းကိုပိတ်လိုက်တယ်သူအေးဆက်ဆက်ပြောတယ်ဒီလောက်လွယ်သွားလို့ပဲရမှာလဲယွန်ဒါကကြီးညာထားပြီးသားဘသူမှငကားမင်းကြီးတော်ကိုအတူထိုးရရင်သူတို့နဲ့ရန်သူဖြစ်တာပဲနိုနိုငိုတဲ့သူဒီမင်းကြောင်ကိုလွန်ခဲ့တဲ့15နှစ်ကထိုးထားတာလို့ငါပြောပြီးသားထမင်းဆိုင်တထေးကပြောင်းလောင်ရင်သူအမှန်တကယ်လောက်တာပဲဖြစ်ဖြစ်မဟုတ်တာပဲဖြစ်ဖြစ်ငါကယူမဆိုင်ဘူးမင်းဒီနေ့တည်ရင်နောင်ဘဝမှာသူများစီးပွားကိုမလူဖို့တတိယဖို့ပဲ
ကျွန်တော်တို့ကိုဝိုင်းပိတ်ထားတာမြင်တော့နိုနိုကဘလို့လောက်ရမှန်းမသိဖြစ်နေတယ်သူမတငယ်ချင်းတွေစီစိုးရိမ်စွာကြည့်ပြီးနင်တို့မကူညီဘူးလားလို့အော်ပြောတယ်အဲ့ဒီလူတွေဘာမှမပြောဝင်ဘူးစပင်ဒီကောင်မလေးကစကားဆပြောတယ်ငါတို့မင်းနဲ့ရင်းနှီးလို့လားနိုနိုတုံးလောက်သွားပြီးမထိန်နိုင်ပဲပြောတယ်ငါတို့ညီမတွေလို့ချိန်ဆိုထားတယ်လေစပင်ဒီကောင်မလေးကခေါင်းခါပြီးမင်းသားတကယ်ကြီးအမကောင်းဆိုရင်ဒီအချိန်မှာတငယ်ချင်းတွေကိုဒီလောက်ကြီးတဲ့ကိစ္စမှာဆွဲမသွင်းသင့်ဘူးဒီလောက်ကြီးတဲ့ကိစ္စမှာငါတို့ကိုပါနင်းမြုပ်စေချင်တာလားနင်ငါတို့ညီမတွေနဲ့မထိုက်တန်ဘူးဟမ်သူမစကားဆပြောတာနဲ့တခြားကောင်မလေးတွေကအကုန်ပါလာကြတယ်ဟုတ်တယ်မင်းငါတို့ကိုပါတေးအောင်ခိုင်းချင်တာလားငါတို့ညီမအတိုင်းဝိုင်းဆိုတာပြောဖို့တောင်းဆက်စရာတာမန်ချိန်တွေမှာစုပ်ကစားတာခံနိုင်ပေမဲ့ဘသူကမင်းနဲ့အတူတကယ်တေးဖို့လာမလဲငါရွံတာကိုတော့မခံနိုင်ဘူးကြောက်တယ်နိုနိုကစိတ်လှုပ်ရှားစွာပြောတယ်ငါမင်းတို့ကိုရွံတာနဲ့ရန်ဖြစ်ခိုင်းတာမဟုတ်ဘူးကူညီပေးပါငါတို့သွားခွင့်ပြုပါသူတငယ်ချင်းတွေဘာမှမပြောဘူးဒီအချိန်မှနိုနိုရဲ့စိတ်ထဲကကဘာကြီးပြိုလဲသွားတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ကိုစိတ်နာတာပဲထောင်ကျတဲ့15နှစ်အတွင်းနိုနိုညှဉ်းပန်းခံရတာသိကြတယ်သူမထပ်မညှဉ်းပန်းခံရအောင်ဒီလူဆိုးငယ်တွေနဲ့စော့ကစားပြီးညီမအပေါင်းအသင်းလုပ်ခဲ့တာအရေးပေါ်အချိန်ရောက်တော့နိုနိုကလူအုပ်ကိုဖြိုဖျက်ဖို့ကြိုးစားတယ်ဒါပေမဲ့သူမရဲ့အားနည်းတဲ့ကိုယ်ခန္ဓာကဒီလူတွေရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာမဟုတ်ဘူးထမင်းဆိုင်တစ်သေးကစိတ်မရှိစွာလက်ကိုမြင့်ပြီးနိုနိုကိုပြင်းပြင်းထန်ထန်ပါရိုက်ဖို့လုပ်တယ်မင်းကလေးရဲ့မင်းတိတ်တိတ်မနေနိုင်ဘူးလားလို့အော်တယ်ဒီပါရိုက်ချက်နိုနိုမျက်နှာကိုမရောက်ခင်ကျွန်တော်ဖမ်းဆီးလိုက်တယ်ထမင်းဆိုင်တစ်သေးတုံးလောက်သွားတယ်သူမယုံနိုင်စွာပြောတယ်ဘလို့လဲမင်းပြန်တိုက်ရဲတာလားကျွန်တော်ရံပွဲတွေကြပြီးမဖြစ်တော့ဘူးသူမောက်မာစွာပြောတယ်ထမင်းမှုရောင်းတဲ့ကောင်ကငါ့ကိုချင်းချောက်ရဲတာလားငါမင်းရှိမှာပဲရိုက်ပြမယ်သူ့လက်ကိုကျွန်တော်ကင်ထားပေမဲ့သူချက်ချင်းနိုနိုစီခြေနဲ့ကန်လိုက်တယ်ဒါပေမဲ့ကျွန်တော်အမြန်တုန်းကပုံမြန်တယ်ထမင်းဆိုင်တစ်သေးခြေထောက်မြင့်လိုက်တာနဲ့ကျွန်တော်သူ့အခြားခြေထောက်ကိုကန်လိုက်ပြီးသူဟန်ချက်ပြတ်သွားပြီးမြေပေါ်ပြင်းပြင်းထန်ထန်လဲကျသွားတယ်ခွေးလိုမြေစားသွားတယ်လူအုပ်ထဲကတော်တော်များများရေမောကြတယ်ထမင်းဆိုင်တစ်သေးအဆက်ကွဲသွားတယ်သူထလာပြီးဒေါသအရှိန်နဲ့အော်ဟစ်တယ်မင်းကိုငါအခုပဲတစစီဖြဲပြစ်မယ်မင်းလက်ချီကိုချိုးပြီးရွံတာကိုအပ်မယ်သူစကားပြောပြတာနဲ့နောက်ထပ်အပိုင်းနဲ့ဇလန်းကောင်းလေးတွေကိုဆက်လက်တင်ဆက်ပေးနိုင်ဖို့ like follow subscribe လေးနှိပ်ပြီးအားပေးခဲ့ပါအောင်ခင်ဗျာ